တဲ့ကြောင်းတွေပြောလွန်လွန်နဲ့မောင်းကိုပင်အဖြစ်တွေဖို့စိတ်တွေဝင်လာရင်ချစ်ရသားနဲ့မမုန်းမနဲ့လို့တောင်းပန်ခြင်းခင်ညာဘာသက်ထားရွှေစင်ချစ်ရလာလို့ခဏခဏမေးတယ်မောင်းကိုပင်ညမှန်ဘွားလို့နှခမ်းဆူလာရင်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုလိုຫນွေပူပူမှာရင်အေးစေတဲ့မိုးလက်ဆောင်ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါဒီဆိုင်လေးကတော့စမ်းချောင်းကွာသေးရှိတန်တရာလန်းထိပ်မှာဖွင့်ထားတဲ့လဲလေးနဲ့ဆိုင်လေးပါဒီဆိုင်လေးမှာမိုးလက်ဆောင်တစ်ခွက်ကိုမှ1000ကျပ်ပဲကျပါတယ်ဆိုင်မှာထညက်ရည်ဆိုရင်လည်းအညာပုံစံတိုင်းမြေဦးအကြီးနဲ့ထည့်ပြီးတော့ရောင်းတာပါကျွန်တော်တောင်းမဲ့ပွဲအတွက်အရင်ဆုံးမိုးလက်ဆောင်ဘတ်ထည့်ပါတယ်မိုးလက်ဆောင်ဘတ်ဆိုရင်လည်းအယောင်မပါတဲ့အဖြူလေးတွေပါအုံးသီးထည့်ပါတယ်နဒါရီထည့်ပါတယ်ရေခဲထည့်တယ်ထညက်ရည်ထည့်ပါတယ်အခုဆိုရင်တော့ကျွန်တော်မှာထားတဲ့မိုးလက်ဆောင်လေးရပါပြီမိုးလက်ဆောင်နယ်လေးရလေထညက်နယ်လေးရောနဒါနယ်လေးရောတင်းတင်းလေးနဲ့မှွေးနေတာပဲချုံမွေးအေးများတဲ့ရတာလေးဆိုတော့တောက်လိုက်တာနဲ့အမောကိုပြေးစေပါတယ်ကျွန်တော်ကတော့တစ်ခွက်မဝလို့နောက်တစ်ခွက်ထပ်မှာပါတယ်မိုးလက်ဆောင်ဘက်ထည့်ပြီးပြီဆိုတော့ထညက်ရည်ထည့်ပါတယ်အုံးဒီထည့်ပါတယ်နဒါရီထည့်ပါတယ်ရေခဲထည့်တယ်သွန်းတက်ပါတယ်နဒါနဲ့တင်းတင်းလေးနဲ့မိုးလက်ဆောင်တော့တစ်ခွက်ရပါပြီချုံမွေးအေးများတဲ့အရသာလေးကအမောပြေပြီးတော့ရင်ကိုအေးစေပါတယ်အခုလိုနေရာဒီမှာဆိုမိုးလက်ဆောင်လေးကတောက်လို့ရန်ကောင်းပါတယ်ကျွန်တော်လိုမျိုးအမောပြေမိုးလက်ဆောင်လေးတောက်ချင်နေဆိုရင်တော့စမ်းချောင်းကွာသေးရှိရာအခုဆိုင်လေးမှာတောက်ကြည့်ဖို့ recommend ပေးလိုက်ပါတယ်ဒီဆိုင်လေးကမနက်9:00 နာရီခွဲရရင်ညနေ2:00 နာရီခွဲ3:00 နာရီထိဆိုင်ထွက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ